တိုင်းပြည်တိုင်းမှာကလေးတွေကိုဘေးကင်းစွာထိန်းသိမ်းဖို့နည်းလမ်းတွေရှိပါတယ်။ကားထိုင်ကုန်တွေကနေစတင်ပြီးလူကြီးတွေကထိန်းသိမ်းမှုကိုလိုက်နာကြပါတယ်။ယနေ့မှာကျွန်တော်တို့အတူတူလမ်းလျှောက်ပြီးသင်တို့ရဲ့ကလေးတွေကိုဘေးကင်းစွာထိန်းသိမ်းဖို့ကူညီပါမယ်။ကားဘေးကင်းမှုနဲ့စတင်ကြပါစို့။အိုကလာဟိုမာဥပဒေအရအသက်8နှစ်အောက်ကလေးတွေကကားထိုင်ကုန်သို့မဟုတ်ဘူစတာထိုင်ကုန်ကိုအသုံးပြုရပါမယ်။ကလေးငယ်တွေကိုအမြဲတမ်းနောက်ဘက်ကြည့်တဲ့ထိုင်ကုန်မှာစီးစေဖို့လိုအပ်ပြီးအသက်ကြီးတဲ့ကလေးတွေကဘူစတာထိုင်ကုန်ကိုအသုံးပြုရပါမယ်။တင်ကလေးအတွက်ကားထိုင်ကုန်ရရှိရန်မဖြစ်နိုင်ပါကကိစ္စအလုပ်သမားကိုဆက်သွယ်ပါကလေးတွေကကစားနေတဲ့အချိန်မှာအမြဲတမ်းထိမ့်သိမ်းပါတင်ရဲ့ဂျာဒင်သို့မဟုတ်ကစားနေတဲ့နေရာမှာအန္တရာယ်များမရှိကြောင်းသိချပါစေကလေးတွေကအပြင်မှာကစားနေတဲ့အချိန်မှာဖနက်တွေကိုဝတ်ဆင်ထားကြောင်းသိချပါစေအပြင်မှာအေးရင်တင်းရဲ့ကလေးတွေကိုအထည်လက်အိတ်နဲ့အုတ်ထုပ်တွေကိုဝတ်စေဖို့အမြဲကူညီပါကလေးတွေကိုလမ်းလုံခြုံရေးအကြောင်းသင်ကြားဖို့အရေးကြီးပါတယ်အထူးသဖြင့်သူတို့လမ်းမပေါ်မှာသို့မဟုတ်ကားရဲ့နားယာမှာကစားနေတဲ့အခါလမ်းတလမ်းမှာလူများလွန်းရင်လမ်းကနေအဝေးမှာရှိနေဖို့အကောင်းဆုံးဖြစ်ပါတယ်လမ်းလျှောက်ဖို့လမ်းပုတ်ရှိရင်သုံးပါပညာရေးနဲ့ကြည့်ရှုမှုကလက်တွဲပါတယ်ကလေးကိုယုံကြည်ရသောလူကြီးထိန်သိမ်းပါကလေးငယ်တွေကိုအိမ်မှာတယောက်တည်းမထားပါနဲ့စပိန်စီခြင်းကကလေးတွေကိုကစားဖို့ကောင်းပါတယ်ကလေးကိုပြောင်းစေပါတင်သည်အထင်ကြီးနေပါကသို့မဟုတ်အကူအညီလိုအပ်ပါကအကူအညီရရှိနိုင်ပါသည်ကလေးထိန်းစခန်းများသို့မဟုတ်မိဘတင်နန်းများကအထောက်အကူပေးနိုင်သည်စတင်ရန်မသေးကြပါကကိစ္စအလုပ်သမားထံဆက်ပါအကြံပြုချက်များကိုလိုက်နာပါကတင်ဤကလေးများအတွက်လုံခြုံသောပတ်ဝန်းကျင်ကိုဖန်တီးနိုင်သည်အကူအညီလိုလျင်မေးပါတင်ဤလမ်းကြောင်းကိုထောက်ပံ့ရန်အရင်းမြစ်များရှိသည်ကြည့်ရှုမှုအတွက်ကျေးဇူး